ကဲ Raspberry Pi OS တဲ့ 32-bit နဲ့ 64-bit အပြောင်းလဲရှင်းလင်းချက်ကနေစတင်လေ့လာကြည့်ကြရအောင် 4GB ဆိုတာက 32-bit သုံးတဲ့ Raspberry Pi တွေအတွက်ဘလို့မှကြော်ဖြတ်လို့မရတဲ့အမြင့်ဆုံးမှန်ဉာဏ်ကန့်သက်ချက်ပါပဲ ဒါပေမဲ့ 64-bit ကိုပြောင်းလိုက်တာနဲ့လုံဆောင်ချက်အကြီးကြီးတွေအတွက်မှတ်ဉာဏ် 8GB အထက်ကိုလွတ်ကြီးသုံးခွင့်ရပါပြီလေ အခုဆိုရင် Pi 3, Pi 4 နဲ့ 0DW တို့လို kit တစ် model တွေကဒါကိုအပြည့်အဝထောက်ပံ့နေပါပြီ။ဒါဆိုဘာလို့တချို့က Legacy Buster စနစ်ဟောင်းကိုပဲတမင်တက်ပြန်သုံးနေကြသေးကြလဲဆိုတာစဉ်းစားစရာဖြစ်လာပါတယ်။ဘာလဲဆိုတော့ 64-bit အသက်ဒီမှာဗီဒီယိုတွေကြည့်ဖို့လိုတဲ့ Broadcom OpenGL နဲ့ Wi-Fi DRM အထောက်ပံ့တွေမပါတော့လို့ပါပဲ။ဒါမဲ့လေတရားဝင်ဖြန့်ချိသူတွေကတော့တကယ်ကိုမဖြစ်မနေလိုအပ်မှသာစနစ်ဟောင်းကိုသုံးဖို့တင်းချက်ကိုသတိပေးထားပါတယ်။ ကဲ OS ရွေးပြီးဆိုရင်တော့ SD ကကိုတေချာပြင်ဆင်ဖို့ကနောက်တဲ့အရေးကြီးတဲ့ဆင်းထလာပါပြီ။ Raspberry Pi လေးတွေတေချာဖွင့်လာဖို့ဆိုရင် SD ကားတွေက FAT32 စနစ်ဖြစ်နေဖို့မဖြစ်မနေလိုအပ်ပါတယ် 32GB နဲ့သူ့အောက်ကတ်တွေအတွက်တော့ Windows Disk Management ထဲကနေပဲအလွယ်တကူ format ချလို့ရပါတယ် တကယ်လို့ကက်ကပိုကြီးနေမယ်ဆိုရင်တော့ FAT2 ထိသွားအောင် GUI format ချလို့ပြင်ပ software တွေထုံးပေးရပါမယ်ကက်ကူပြင်ဆင်ပြီးသွားရင်တော့လိုအပ်တဲ့ SPC အစိပ်ပိုင်းလေးတွေကိုစတင်တက်ဆင်လို့ရသွားပါပြီ အခုဆိုရင်တရားဝင်ထုတ်ထားတဲ့ Raspberry Pi Imager လေးနဲ့ OS ထည့်သွင်းတဲ့ပိုင်းကိုစလိုက်ကြအောင် လောက်ရမယ့်အဆင့်တွေရဲ့အများကြီးရှင်းပါတယ်ဆက်ရွေးမယ် OS ရွေးမယ် SD ကရွေးပြီး right နဲ့လိုက်ရောက်ပါပဲဒီ image ထဲမှာ Wi-Fi 2 SSH 2ကိုကြိုတင်သတ်မှတ်ပေးလို့ရတဲ့အဆင့်မြင့်မီနူးတွေလည်းပါဝင်ပါသေးတယ် monitor မသုံးချင်ဘူးဆိုရင်တော့ SSH ဖွင့်ထားခြင်းအပြင်ကိုရက်ကနေတစ်ဆင့်အလွယ်တကူလမ်းပြီးထိန်းချုပ်နိုင်ပါတယ်ချိတ်ဆက်မယ်ဆိုရင်တော့ပိုင်းရဲ့နာမည်ကိုပင်းလုပ်ပြီးတတ်မှတ်ထားတဲ့စကားဝင်နဲ့ဝင်လိုက်ရုံပဲမယ်ဆက်လေးပထမဆုံးအောင်ငင်းစွာပွင့်လာတာနဲ့လုံခြုံရေးအရာစနစ်ကိုချက်ချင်း update လုပ်ဖို့အရာအရေးကြီးပါတယ်ဖန်သားပြင်က command ဒီအတိုင်းအပြည့်အဝ upgrade လုပ်လိုက်ရင်စနစ်အသစ်အတွက်အကောင်းဆုံးတည်ငြိမ်မှုတွေရရှိသွားမှာပါနေပညာတွေတိုးတက်လာတာနဲ့အမျှ 64-bit နဲ့စနစ်ဟောင်းအထောက်ပံ့တွေကြားကကွာဟချက်တကယ်ပဲပျောက်ကွယ်သွားနိုင်မလားဆိုတာစဉ်းစားစရာပါပဲ